အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဆောင်း obvious channel ကိုအပိနေတဲ့မိတ်ဆွေတို့များအားလုံးဘရိုတို့အားလုံးကို reaction လေးနဲ့ကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်မကြခင်ကဖြစ်သွားခဲ့တဲ့ငလင်တဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့ခဲ့ရတဲ့ငလင်တန်းအကြောင်းလေးတွေနဲ့ပညာရှင်အကြောင်းပေါ့နော်ပညာရှင်တွေဟာပြောတဲ့စကားတွေဟာဒီနေ့အချိန်ထိပေါ့နော်ကြုံမြင်လို့ပြောခဲ့တဲ့ရတယ်လက်တွေ့ကြကြမှန်ကန်တယ်ဒါကြောင့်မို့လဲပညာရှင်လို့အမည်တက်ခေါ်ခဲ့ရတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတဘာဝငလျင်ဘေးအန္တရာယ်တွေကြုံတွေ့ရတဲ့အကြောင်းအရာတွေကဒါထွေထူးပြောစရာတော့မလိုဘူးဒါပေမဲ့ဒီထဲမှာပေါ့နော်အမှတ်တရဖြစ်စေမဲ့အရာတွေကိုကျွန်တော်တို့အများအားသတိချက်စေမဲ့အရာတွေဒါလေးတွေအများအားတွေ့မြင်ရတယ်ဆိုလို့ရှိရင်နောက်လူငယ်တွေအတွက်ပေါ့နော်ဒါအတိတရားလေးတွေကတ်နေဖို့ပဲလိုတဲ့ဒီလိုရည်ရွယ်ချက်လေးနဲ့ကျွန်တော်ဒီဗီဒီယိုလေးတွေကိုစူးစီးပြီးတော့ reaction လုပ်ပေးရခြင်းပဲဖြစ်ပါတယ်ကဲဒါဆိုကျွန်တော်တို့ကြည့်အောင်ဗီဒီယိုလေးကို let's go ရှင်းရဲ့ဆက်ဆက်ကြီးမြစ်သားစမုံပေါက်မှာပါ မြစ်သားစမုံပေါက်မှာပါနော် Oh my god Oh နေတဲ့area မဟုတ်နော်အနက်ကိုကြာဒါကတ်တရလမ်းကြီးပေါ့နော်ကတ်တရလမ်းကြီးကိုမကြည့်နော်ကတ်တရလမ်းကြီးပြိုထားတဲ့လှုပ်သွားတဲ့ဒီမြေပြင်ပေါ့နော်ကားတွေဒီလောက်ကုန်ကားကြီးဒီလောက် weight တွေနဲ့သွားနေတဲ့ကတ်တရလမ်းကြီးအောင်မှဒီလိုအကွဲပြီးတော့ပြူနစ်ဝင်သွားတယ်ဆိုတော့ဒီငလင်ရဲ့ပြင်းအားကကျွန်တော်တို့ပြောစရာစကားတော့မရှိတော့ပါဘူးเนาะအဲ့တော့ကြည့်အောင်ဘယ်နေရာဘယ်ဒေသနေမှာဘာတွေဖြစ်နေလဲဆိုတော့ let's go Oh ဒီမှာနဲတဲ့အနံမဟုတ်နော်ဒါဝေးရရိုက်ထားတာတော့မှဒီလောက်ဆိုတော့ဒီအနီးမှာကြည်တဲ့နဲတဲ့ကျင်းကြိုက်ဒီဖြစ်မှာတော့မဟုတ်ပါဘူးအိုးရေတွေကိုထွက်လို့ကြည့် ရေပါထွက်တယ်ဆိုတော့နော်โอ้နော်ကောလုံးရစရာမရှိအောင်စုပ်ပြတ်တတ်သွားတာကြာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ကြောင်းကြတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကား โอ้ကြောက်ဖို့ကောင်းနော် ဘုဘက်ဆက်သွားလို့မရတော့ ရတော့ ဘူးကူးကြမှာတော့ပြန်ထုတ်ကြည့်နေအဲ့ဒါကြီးကို ကြာ ကားတစ်စီးဟိုမှာ လည်းတော့သွားတာမဟုတ်ဘဲနဲ့ရှေ့ဘလို့ရဲကူးကြမှာ စားပါလေအပေါ်လေဆိုကူးနိုင်တယ်လူကူ ဒါကတ်တရလမ်းပေါ့နော်ကတ်တရလမ်းကတ်တရလမ်းတော့ကတ်တရလမ်းပေါ့နော်ဒါပြောချင်တယ်ဆိုတော့ဒီကတ်တရလမ်းမှာလဲခင်းနာတာကကျွန်တော်တို့ထုလဲတော့မပေါ့ဘူးပေါ့နော်ဒါ6လမှလောက်တော့ရှိပါတယ်ဒါခင်းနာတဲ့ကတ်တရထုကလည်းပြီးတော့ဒီပြိုရတဲ့နော်ဒီမြေကြီးတွေကဘလို့တုံခါမှုတွေနဲ့ဘလောက်တောင်ပြင်းအားတွေရိုက်ခတ်သွားလဲဆိုတာဟုတ်ဒါကျွန်တော်တို့ကြည့်နေတော့စက်သိမ်းထားဖို့ကောင်းပါတယ်နော်အဲ့တော့ကျွန်တော်ဒီနောက်ထပ်ဘယ်နေရာတွေမှာဘယ်လောက်ထိပြင်းအားတွေနဲ့တုံခါပြီးတော့ကျွန်တော်တို့ကြုံတွေ့ခဲ့ရလဲဆိုတော့ကြည့်အောင် let's go လူကလည်းအနေများလေ မင်းတို့တင်လောက်သွားပါတယ်လို့ငလင်လောက်သွားပါတယ် ကြာ12နာရီ50 12နာရီ49မိနစ်မှာ17ငလင်လောက်တယ်အေးချမ်းသာနဲ့ရုံးဒါလည်းကျိုးသွားပါ ဒါလည်းကျိုးသွားနော် မငလင်ရက်ဆက်လောက်သွားတယ်ဒီမှာရေတွေရှမ်းလာဒီမှာကဘာတွေရောပြိုသွားပြီဒီမှာ ဒါမြေအောက်ထဲကနေပြီးတော့ကျွန်တော်တို့ရေတွေထွက်တာပေါ့နော်မြေအောက်ထဲကနေပြီးတော့
ရီတွေထွက်လာတာကျွန်တော်ပြန်ပြမယ်နော်ဒါမြေအောက်ထဲကနေပြီးတော့မြေကြီးအောက်ထဲကနေပြီးတော့ရီတွေဆူပေါ်ရှန်ထွက်လာဆိုတော့ရေလမ်းကြောင်းတွေဒါပြောင်းပြန်နေဖြစ်ကုန်လာတော့မသိဘူးဗောနော်အဲ့တော့တဘာဝနဲ့အန်ဒီရဲ့ကြုံလာပြီဆိုရင်အမတန်မှကြောက်ဖို့ကောင်းပါတယ်ဒါနောင်လူငယ်တွေအတွက်ပေါ့နော်ဒါတတိအတိတတိဝိရိယလေးတွေရှိဖို့နော်တဘာဝပတ်ဝန်းကျင်ကိုဝိုင်းဝန်းပြီးတော့ထိမ့်သိမ့်ဖို့ဒီလိုအတိပညာလေးတွေပေါ့နော်ကိုတီးတလောက်ကိုတက်တလောက်လေးလုံးဝကျွန်တော်တို့ဒီလိုမျိုးမကြုံခဲ့ဘူးဆိုရင်ဘယ်သူမှလည်းမကြောက်ဘူးကျွန်တော်တို့လည်းဒါနော်ဒီအသက်အရွယ်ဖြစ်လာပြီးလုံးဝမကြုံခဲ့ဘူးပေါ့နော်တကယ်ဖြစ်သွားခဲ့တဲ့နေရာဒီမှာဆိုလို့ရှိရင်ဒါသူတို့ဘယ်လိုတွေခံစားနေရမလဲဘယ်လောက်ထိအန်ဒီရီကြုံလဲတဘာဝပြီးတော့ဆိုကျူးဆိုတာကနော်ရေမြေလေးနော်ဒါတွေကအမှန်တမ်းကြောက်ဖို့ကောင်းတဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ကြည့်အောင်နောက်ထပ်ဘယ်နေရာတွေမှာဘာတွေဖြစ်သွားလဲဘယ်လိုတွေဖြစ်လဲဆိုတော့ဒီဗီဒီယိုဖိုင်မှာကျွန်တော်လမ်းမေတော့စုစည်းပြီးတော့ကျွန်တော် reaction လုပ်ပေးထားတာဖြစ်ပါတယ်မကဘာတွေရောပြိုသွားပြီဒီမှာ โอ้ ဘယ်ဟာဒီလိုရှန်ထွက်လာလဲ ရေကြပိုက်ထဲကနေစုံထွက်နေတယ် ကားလိတ်ပေးနေသူကားလိတ်ပေးနေ ကြောင်တော့ရေတွေကအောက်ကကိုထွက်လာကြောင်ကြောင်အောက်မှာရေကအောက်မှာနော်ဒရိုက်ကိုကြောင်နေတဲ့အနေထားကြီးမဟုတ်ဘူးเนาะအောက်မှာရေတွေပါလိုက်ပြီးတော့စမ်းရည်တွေပါလိုက်ထွက်လာတယ်ဆိုတော့เนาะအဲ့တော့အမတမကြောက်ဖို့တော့ကောင်းတယ်ဗောနော်အမတမကြောက်ဖို့တော့ကောင်းပါတယ်ရေပြပြီးတော့လာနေတယ်ပွဲပြီးတော့ရေလမ်းကြောင်းထွက်လာနေတယ်ပြင်းဘူးပါတော့နေရတယ်ဘာကနေရေရဆွဲကြောင်ဝင်နေညိုနေပြီလားပြေတကြွရရတကြွဒါနေတဲ့ကျောင်းအင်ပါယာကြီးမဟုတ်ပါဘူးဗောနော်ဒါကြီးမကြခင်မှာသူပြိုကျမယ်ပျက်စီးရမယ်ဘယ်သူကယုံမှာလဲဗောနော်အဲ့တော့ကျွန်တော်တို့စိတ်မကောင်းစရာကြီးလည်းဖြစ်ခဲ့ရပါတယ်နော်အဲ့တော့ကျွန်တော်ကြည့်အောင်ဝင်လောက်ရသွားပြီနော်တကြွမင်းတို့ကဘာကြီးလေ20ရာကဲအဲ့ဒီမှာနော်အဲ့ဒီမှာဒါဘယ်တော့ထင်တာမှာလဲနော်နေတဲ့ခိုင်မာတွေမဟုတ်ဘူးဆောက်လုပ်ထားတဲ့ကြောင်းကြီးနော်ဆောက်ဦးကြီးကြောင်းပြိုပြပျက်စီးသွားတဲ့ဆိုတော့ဒီတဘာဝပြီးနဲ့ကြုံတွေ့လာပြီဆိုလို့စင်ကျွန်တော်တို့နောင်လာမဲ့လူငယ်တွေပေါ့အဓိကပြောချင်တာကနောင်မျိုးဆက်လူငယ်တွေပေါ့နော်ဒီတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ဖို့ဆိုတာတူတယောက်ချင်းမှာတာဝန်ရှိတယ်ဆိုတော့အသိစိတ်လေးရှိထားဖို့ကျွန်တော်ဒီဗီဒီယိုလေးကနေပြီးတော့ကျွန်တော်ဆက်ပြီးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ရှေ့မှာပေါ့နော်ဒီကျွန်တော်မြန်မာနိုင်ငံမှာဒီပညာရှင်တွေလည်းရှိပါတယ်အဲ့ပညာရှင်ဟိုလေးဝတာဦးထွန်းလင်းဟောနော်တုံးတက်ထားတဲ့အချက်တွေနဲ့ရင်းကြီးဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ဟာတစ်ထက်ထဲကြာနေတယ်ဆိုတာကိုကျွန်တော်နားထောင်ကြည့်လိုက်အောင် let's go မင်းတို့ကဘာကြီးလေ20ရာစုက21ရာစုကိုဝင်တော့ဝင်ဖို့ကြီးနှစ်ခုလက်ဆင့်ကမ်းလိုက်တယ်ဟောမင်းတို့21ရာစုမှာလူလုံးပါတယ်20ရာစုကနေပြီးတော့21ရာစုဆိုတော့အခုကကျွန်တော်တို့25ရာစုပေါ့နော်25ဆိုတော့
ဒါသူပြောသွားတဲ့စကားတွေအတိအကျလို့ဖြစ်နေတယ်ပေါ့နော်20ရာစုခေတ်ကနေ2021ကနေပြီးအခု21ကျော်လာပြီဆိုတော့25ထဲကိုမှဖြစ်သွားတာဆိုတော့ဒါပညာရှင်တွေရဲ့တိုင်းတာအချက်ကကျွန်တော်တို့ဒီစားဖို့လည်းကောင်းတယ်လို့ခုလိုမျိုးချိန်မှာသူတို့ရဲ့ပြောသွားသုံးသပ်ထားတာလေးတွေကိုကျွန်တော်တန်ဖိုးမဖြတ်နိုင်ပါဘူးကျွန်တော်တို့နော်အရန်နဲ့ကိုတမျောဖို့ကောင်းပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဘာတွေဆက်ပြောသွားတယ်ဘာတွေဆက်ပြီးတော့သတိပေးသွားလဲဆိုတာကျွန်တော်ကြည့်အောင် လူလုံးမဲ့လူတွေမင်းတို့ရှင်းရလိမ့်မယ်နော်21ရာစုလူလုံးမဲ့လူဆိုတာဟောဒီခန်းထဲကလူတွေအားလုံးပါတယ်လက်ရှိလူအဖြစ်ရောက်နေတဲ့လူတွေအားလုံးပါတယ်နောက်တဲ့85နှစ်အတွင်းမှာ84နှစ်ပေါ့နော်အတွင်းမှာမွေးလာမဲ့လူတွေအားလုံးပါမယ်အဲ့ဒါ21ရာစုလူသားတွေဟုတ်ပြီလားကျွန်တော်ပြောတာအဲ့ဒီလူတွေအားလုံးကမွေးကလေးကပကုံးပေါ်မှာဝန်တုပ်ကြီးနှစ်ခုပါလာမယ်ဒါကဘာနဲ့ရှိပြောလိုက်တာ ပညာရှင်အတိအကျကိုပြောသွားတာနော် နံပါတ်1က poverty ဆင်းရဲမွေးကြခြင်းမင်းတို့ခင်မှာလေဆင်းရဲမဲ့လူတွေပေါ်လိုက်မဲ့ဖြစ်ခြင်းနော်ဘာကြောင့်လဲအဆဆမပြည့်စုံမှုတွေဇာတိကုလူတွေကဖောက်ပြန်နော်စစ်ပွဲတွေကဖြစ်လူတွေကအကျဉ်းစာရိတ္တပြည့် နော်လက်တွေ့ကင်ပြနေတယ်လို့ပြောတာနော်ဒါမှပညာရှင်အစ်စ်လို့ကျွန်တော်တို့ကတော့မှတ်ချက်ပေးတယ်ကျွန်တော်တို့အရန်လေးစားတယ်ခုလိုအချိန်မှာအရန်လဲတန်တာမိတယ်တမျောတယ်နော်ဆက်နာထောက်မှာ လူကြီးကတိုးကမကြီးကတကယ်တော့နေဖို့တောင်သိကောင်းတဲ့အနေထားမရှိတော့ဘူးကမကြီးရဲ့အနာဂတ်ကလည်း ကဘာပူနွေးလာတာပေါ့နော် အဲ့ဒါကြောင့်ကြည့်ပါလားတက်နိုင်တဲ့တိုးတက်တဲ့တိတ်ပံပညာထွန်းကားတဲ့နိုင်ငံတွေအားလုံးကဘယ်သွားနေကြလဲကျူတွေသွားနေကြတယ်အလကားသွားနေရလားမဟုတ်ပါဘူးကျိုးတွေတော့သင်ရင်းချီသွားနေအောင်ဘယ်တော့မှအရေးကြီးလို့တော့အရေးကြီးတယ်သူတို့သွားတဲ့ကျိုးကဘယ်ကျိုးပဲဦးစားပေးသွားတယ်ရေရှိတဲ့ကျိုးပဲဦးစားပေးသွားတယ်ဘယ်နဲ့သွားနေတဲ့ကျိုးတွေအားလုံးကြည့်ပါရေကြီးတဲ့ကျိုးကြီးပဲစနေကျိုးအင်္ဂါကျိုးအားလုံးကရေရှိတယ်အဲ့မှာကျွန်တော်စကားလေးတစ်ချက်ပြောချင်တယ်နော်ရေရှိတဲ့ဂျိုဆိုတော့ကမ္ဘာမြေပြင်မှာလဲကုန်းပိုင်းနဲ့ရေပိုင်းကျွန်တော်ရေပိုင်းနှစ်ပိုင်းရှိတယ်ဆိုတော့နော်ကုန်းပိုင်းတစ်ပိုင်းပဲရှိတာဆိုတော့ကျွန်တော်တို့ဒီရေရှိတဲ့ဂျိုတွေလည်းထက်ရှိဦးမယ်ဆိုတော့နော်ဒါသိပ္ပံပညာရှင်တွေကတော့ပိုသိလိုက်မှာပေါ့နော်အဲ့တော့သူတို့တော့မှသူပိုသိတော့ပိုကြောက်တယ်ပိုကြောက်တော့ပိုလှုပ်အလုံးလုံးနေတာပေါ့နော်ကျွန်တော်တို့ကမသိတော့မကြောက်ဘူးမကြောက်တော့ဘာမှမလုပ်ဘူးဒီလိုကျွန်တော် result လေးပြီးချင်ပါတယ် ရေရှိတွေဘာလုပ်နိုင်လူနေလို့ရနိုင်တယ်အရေးရဲ့အကြောင်းရဲ့ဒီကဘာကစွန့်ခွာမဲ့အချိန်ရေးစရာမြေကိုဘာလုပ်တယ်ရှားတာ မယုံမရှိပါနဲ့အဲ့ဒါနော်သိပ္ပံပညာကတိုးတက်တဲ့နိုင်ငံကတော့အနာဂတ်ကိုကြိုးပြီးတော့ဗာဖြစ်လေတွေးတယ်အနာဂတ်ကိုကြိုးပြီးတော့စဉ်းစားတယ်ကမ္ဘာကြီးရဲ့ longevity အသက်ရှည်မှု sustainability စင်သက်မပြတ်ပွင့်ပြဖို့ဆိုတာ nobody can promise ဘယ်သူမှဂတိမပေးနိုင်ဘူးဘာဖြစ်လို့လဲကမ္ဘာကြီးကကိုယ်တော်ဝင်ကို equal equal ဟောပါဗျာခေါ်လဲ responsibility ပေါ့နော်ဒီ equal responsibility ကိုတာဝန်မယူဘူးကိုကျိုးစည်းပွားကိုပဲဥတည်တယ်ကိုစည်းပွားထိခိုက်ရင်ဘယ်သူမှမလုပ်ပြောရင်တော့ဗုဒ္ဓဘာသာလို့ပြောရင်တော့ကျွန်တော်တို့ကျွန်တော်ဗီဒီယိုဖိုင်ကတော့ကျွန်တော်ဒီလောက်နဲ့ပဲဆုံးတတ်တော့မှာဖြစ်ပါတယ်ဗောနော်အဲဆိုဒါအနေချင်းလေးနဲ့ကျွန်တော်စူးစီးပြီးတော့ကျွန်တော်ဒါတဘာဝပတ်ဝန်းကျင်ဘာဝဘေးတဲ့ဆိုးကျိုးတွေနဲ့ကြုံလာရင်ဆောင်ရန်เนาะအတိအတိဆိုတာဒါပညာရှင်เนาะကိုယ်တိုင်ပြောဆိုသွားတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်ကိုယ်တိုင်เนาะနောင်လာမဲ့အနာဂတ်မှာညီမငယ်တွေအတွက်ပေါ့เนาะဒါလေးဘ ഹു တုဒအနေနဲ့ဒီဗီဒီယိုဖိုင်လေးပုံစံလေးတွေကိုကျွန်တော်ကြည့်တင်တယ်ဒီတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လာရင်
ကျွန်တော်တို့လက်ရှိမြေသူတူဦးတယောက်ချင်းစီတိုင်းမှာတာဝန်ရှိပါတယ်ဆိုတာလေးကိုလည်းအတိချက်စီခြင်းတယ်เนาะကျွန်တော်ကတော့ခုချိန်မှာအများကြီးတော့မပြောချင်ဘူးပညာရှင်လည်းမဟုတ်တဲ့အတွက်เนาะဒီလိုဗီဒီယိုလေးတော့ကျွန်တော်လုပ်ပေးတင်နေပေါ့ဒီလိုမျိုးလေးတွေတော့ကျွန်တော်ရဲ့ခံစားချက်ရှိပါတယ်ပြီးတော့ဒီဗီဒီယိုရဲ့တင်ပေးတဲ့သူကိုလည်းကျွန်တော်ဒီကနေပြီးတော့comment ပေးပါတယ်เนาะ comment ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီတဘာဝနဲ့ပတ်သက်လာရင်တူတယောက်ကိုတယောက်ပေါ့เนาะအတိတတိလေးတွေရှိထားရင်အကောင်းဆုံးဖြစ်နိုင်မယ်လို့ကျွန်တော်ညွှန်လင်းပါတယ်เนาะကျွန်တော်စကားတွေလည်းအများကြီးမပြောချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အခုကြုံတွေ့နေရတာလည်းတွေ့မြင်ရတဲ့အကြောင်းကတော်တော်ကြီးကိုအချင်းကြီးဆူဆူဝါးဝါးကိုကြုံတွေ့နေရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဇော်ဝင်း official channel လေးကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေများ subscribe လုပ်ထားပါဝုဒ္ဓဒရမယ့်အကြောင်းအရာတွေเนาะဒီလိုကျွန်တော်တို့ပတ်ဝန်းကျင်ဆောက်ရှောက်ရမယ့်အကြောင်းအရာတွေဆိုလို့ရှိရင်လည်းကျွန်တော် reaction လေးလုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ရသေးရင် subscribe နှိပ်ထားပါเนาะကဲဒါဆိုရင်ကျွန်တော်တို့မကြခင်ဗီဒီယိုလေးကိုအဆုံးသတ်တော့မှာဖြစ်ပါတယ် ကျွန်တော်တို့ကဘာကြီးอ่ะလောဘဒေါသမောဟတွေပဲတော့ဖြစ်နေတယ်ဖုံးနေတယ်